ကဲ့မင်္ဂလာပါနော်ဟုတ်ကဲ့ကျွန်တော် CLC ဂိမ်းလေးနှစ်ပွဲလောက်စော့မယ်ကျွန်တော်အပတ်တိုင်းအမြဲတမ်းလို့ဝါဝင်တိုက်ဖြစ်တာဖြစ်ပါတယ်နော်ဝါခဏတိုက်ဖြစ်ပါတယ်ပါမဲသူတွေရှိလို့ရှိရင်လာလို့ရပါတယ်နော်ဖိတ်ခေါ်ပါတယ်ပါချင်လာခဲ့ပါဝါတူတိုက်ကြတာပေါ့နော်ဂိမ်းမှာကျွန်တော်ပေါ့နော်ကျွန်တော်လူတွေတိုက်ထားတာအကုန်လုံးကဘယ်လောက်လဲဒီမှာမြတ်မနော်82လုံးသူတို့က54လုံးဒီမှာကျွန်တော်တို့ရဲ့အိမ်ဖြစ်ပါတယ်နော်ကျွန်တော်ကတော့ hello ဆိုတဲ့နာမည်နဲ့လူပေါ့နော်အဲ့ဒီအိမ်ပေါ့နော် okay ကျွန်တော်တို့ကသူတို့တိုက်ပြီးသွားပြီတော်များတိုက်ပြီးသွားပြီအကုန်လုံးတိုက်ပြီးသွားပြီဆိုတော့1 and 2ရဲ့ပဲကြိုင်တော့တယ်1 and 2ရဲ့ကောင်ကြီးရယ်ကောင်ကြီးရယ်ဆိုတော့ဘယ်လိုပြောမလဲကောင်းကြီးတွေဆိုကျယ်ရအောင်တော့လုပ်လိုက်မှာပေါ့နော်ကျယ်ရအောင်တော့လုပ်လိုက်မှာကျယ်လေးတစ်လုံးလောက်နှလုံးလောက်ပေါ့နော်ဘာပဲဖြစ်ဒါကတော့လူရင်ယူလိုက်မယ်โอเคလူလာပြီမလူလာပြီဆိုတော့ဝါစီကိုသွားမယ်နံပါတ်2ကိုတိုက်မယ်တလုံးလောက်တော့ရမယ်လို့ထင်ပါတယ်နော်သူ့အိမ်ကကြီးတယ်ကျွန်တော်ဝါဆော့တာမကျွမ်းဘူးစီဂိမ်းဆော့တာမကျွမ်းဘူးပြောချင်တာကစားရတယ်ပေါ့နော်ကစားနေအမြဲတမ်းတော့ကစားတယ်ဒါပေမဲ့ဂိမ်းဆော့တာမကျွမ်းဘူးโอเคကျွန်တော်ယူထားတာဒီမှာဖြစ်ပါတယ်ဒါလေးတွေကကျတော့ရီခဲတွေပေါ့နော်ရီခဲများတယ်โอเคဖိတ်ခေါ်ပါတယ်နော်ဘော်ဒါများကိုဖိတ်ခေါ်ပါတယ်ချပြီနံပါတ်2โอเคဒီဘက်နေချမယ်เนาะဒါဆိုလို့ရှိရင်ဒီအိမ်လေးကိုကျဲတလုံးလောက်များရမလားပေါ့เนาะโอเคချလိုက်ပြီဝေါကောင်းကြီးရเนาะဟုတ်တယ်ဟာကောင်းကြီးရဘာပဲဖြစ်ဘာပဲဖြစ်เนาะကျဲလေးတစ်လုံးလောက်များရလို့ရညာโอเคโอเคတလုံးတော့ရပြီတလုံးတော့ရသွားပြီဟာနောက်တစ်လုံးများရမလားလို့နှလုံးရမလားတော့မရဘူးတစ်လုံးပဲရတာโอเคတစ်လုံးလဲတစ်လုံးပေါ့နော်တစ်လုံးလဲကျင်းနေပါတယ်ဘာလို့လဲဆိုတော့သူ့အိမ်ကအကြီးကျွန်တော်အဲ့လိုမျိုးမရဘူးကျွန်တော်တီးလေးရဆိုတော့နော်โอเค83ဒီကောင်ကအလယ်မှာရှိတယ်သူ့အိမ်ကအလယ်မှာโอเคဒါကိုလဲကျဲတစ်လုံးလုံးရအောင်ကြိုက်မှာမဟုတ်ရင်လည်းရနေပြီလေ80ကျော်ဖြစ်သွားပြီโอเคဖိတ်ခေါ်ပါတယ်နော်ဖိတ်ခေါ်ပါတယ်လာပါလို့လာပြီးတော့ကြံကြံလေးပေးလို့ရရင်နော်ဒါဘလို့စွရင်ဘလို့ရမယ်ဒီဘက်နေဘကောက်ချမယ်အဲ့လိုမျိုးလေးတွေလာပြီးတော့ဆွေးနွေးလို့ရတယ်နော်โอเคပြီးသွားပြီဒါလေး
ကျွန်တော်လူတွေချတာမကြည့်ပြီးကုန်ပြီโอเคနောက်တစ်အိမ်စော်မယ်အိမ်ကြီးကိုချမယ်ရတယ်ကိစ္စမရှိဘူးကြက်တစ်လုံးဆိုရင်လည်းအဆင်ပြေတယ်တစ်လုံးလဲတစ်လုံးပေါ့ဗျာနော်โอเคတစ်လုံးလဲတစ်လုံးပေါ့ဗျာနော်ကိုမာကတော့80ရသွားတယ်ကြက်အလုံးကြီး80ရထားတယ်ဆိုတော့တစ်လုံးလဲတစ်လုံးပေါ့နော်မရတာနဲ့စလို့ရှိရင်တော့โอเคတစ်လုံးရသွားပြီဟာโอเคတစ်လုံးပဲရတယ်ဗျာအဆင်ပြေပါတယ်ဟိုโอเคတစ်လုံးနှလုံး84လုံးရတယ်တခြားဟာဒီဟာတွေတိုက်မဲ့စာဒီမတိုက်တဲ့အင်ကြီးကိုတိုက်လိုက်တော့ကျန်နှလုံးပူရသွားတာပေါ့နော်โอเคအဲဆိုကျွန်တော်တို့အိမ်သွားမယ်โอเคဒါကျွန်တော်အိမ်ပေါ့နော်လာလို့ရရင်တော့โอเคကျွန်တော်စောက်ပြမယ်ထိုင်းစာကြီးဖြစ်နေတာဘာတွေသွားကလိထားတယ်မသိဘူးကျွန်တော်hello ဆိုတာကျွန်တော်အိမ်ဖြစ်ပါတယ်နော်ရှာလို့ရအောင်သူရဲ့နံပါတ်ကဟိုမှာဖြစ်ပါတယ်နော်ဒီဥစ္စာဖြစ်ပါတယ်နော်ဒါလေးရိုက်လိုက်လို့ရှိရင်ကျွန်တော်စီကိုရောက်လာလိမ့်မယ်နော်ကျွန်တော်စီကကျွန်တော်အိမ်ကဘယ်လောက်လဲlevel 16 okay level 16လာခဲ့ပါနော်ဖိတ်ခေါ်ပါတယ်လာပါလို့အပတ်တိုင်းလို့ဝါတော့တပွဲပြီးရနဲ့တပွဲစော့တာပဲဝါဒီထဲမှာရှိတဲ့ချိုးတွေအမြဲတမ်းကစားရတယ်အမြဲတမ်းကစားရတယ်ကစားလို့ရှိရင်တလမစော့လို့ရှိရင်ကျွန်တော်ကကန်ထုံးလိုက်ရောတလထီကိုကျွန်တော်စောက်ပေးတယ်အိမ်တဲ့အိမ်အောင်ပေါ့နော်တလထီကိုလုံးမစွတ်ဘူးဆိုလို့ရှိရင်အဲ့ဒီအိမ်ကိုကျွန်တော်ထုတ်လိုက်ရောနော်ဒီမှာကျွန်တော်စီမှာအများနဲ့စွတ်တဲ့လူတွေပဲခြံထားတာပေါ့နော်နေ့တိုင်းစော်တယ်တရားဆိုနေ့တိုင်းစော်တယ်ဒါတွေဒါ3ဘတ်ရှိပြီ3ဘတ်21ရက်ပေါ့နော်ဒါ2ဘတ်14ရက်ပေါ့နော်အဲ့လိုမျိုးတွေအကုန်လုံး43ရှိတယ်ဒီမှာသူတွေထွက်သွားရတယ်ဒီမှာကျွန်တော်ကန်ထုတ်ထားတယ်ရက်30ထိလုံးဝမကစားတဲ့လူတွေโอเคလာပါလို့ဖိတ်ခေါ်ပါနော်โอเคအားလုံးစင်ပြေမယ်လို့ထင်ပါနော်ဂိမ်းတူဆွဲအောင်လို့ဖိတ်ခေါ်ပါတယ်โอเคကျေးဇူးတင်ပါတယ်